Hello အားလုံးပဲမင်္ဂလာပါ DCGD map by ဆရာအုပ် channel နေပြီးပြန်နေကြိုဆိုလိုက်ပါတယ်ဆိုတော့ဆရာနှစ်ပတ်လောက်ရှိပြီပေါ့နော်ဗီဒီယိုမတင်ဖြစ်တာဒီဘက်မှာလည်းမအားလို့ပါဆိုတော့အဲ့လွန်ခဲ့တဲ့နှစ်ပတ်ကတော့ဒီ chapter 14ရဲ့ number 25အထိရှင်းခဲ့ပြီးသွားပြီနော်ဆိုတော့အခု26ကစပြီးစတက်ပြီးရောက်ပြီဆိုတော့ဒီမှာ26နဲ့27เนี่ยတော့မေကုန်းတစ်ခုလေပေါ့နော်နှစ်ခုလုံးပေါင်းမိရဆိုတဲ့သဘောမျိုးဟုတ်ပြီအဲ့ဒီမှာ26ကကြတော့အခုမင်းတို့ဒါလေးကို pause လုပ်ပြီးတွက်လို့ရတယ်မခတ်ဘူးပေါ့နော်27ကတော့နေဟောဖြစ်တယ် anyway ဆရာတော့နှစ်ပုတ်စလုံးတက်ပြမယ်ဟုတ်ပြီ26ကဘာလို့မခတ်တာလဲဆိုရင်သူ့ပေးထားချက်တွေကိုကြည့်လိုက်မယ်ဆိုရင်သူကဒီမှာ can ဆိုတာဆရာဒါ79 to 2ပဲနော်တန်ဖို့ဆိုတော့ဒီ camera ကသူကဘောလုံးက296 cubic centimeter ပါတယ် okay ပြီးရင်နောက်တစ်ခုက diameter က7.5ပေးထားတယ်ဆိုတော့ radius ရှာချင်နှစ်နဲ့စလိုက်မယ်အဲ3.75ပေါ့နောက်တစ်ခုကကျတော့ तू ကဘာလို့ကျင်တာလဲဆိုရင်ကန်ရဲ့ရှေ့ဆိုအမြင့်ကိုလို့ကျင်တာဆိုတော့ဒီဆလင်ဒါကန်ရဲ့ formula v equal to ကတော့ pi r square h အဲ့မှာတော့ v နေရာမှာ296ထည့်မယ် pi နေရာမှာ3.14ထည့်မယ် r နေရာမှာကျတော့3.75ထည့်မယ်ဆိုရင်ဒီကနေ h ကိုရှာလိုက်ပြည့်ထွက်ဒါကြောင့်ဒီ26ကဒီတိုင်းလေးပဲအစားသွင်းရုံပဲမို့လို့လွယ်တယ်လို့ပြောတာเนาะဆိုတော့အဲ့တိုင်းအစားသွင်းတွက်ချလိုက်ရင်တော့ h နေရာမှာ6.7ရတယ်ဟုတ်ပြီနော်ကဲဒါဆိုတော့26ကိစ္စပြီးသွားပြီနောက်တစ်ခုက27 27ဘာလို့ခတ်တာလဲနောက်ပြင်ဆရာလွန်ခဲ့2နှစ်ကတင်နေဟာ radius ဖြည့်ဘူးဖြည့်တော့မှာပေါ့နော်အဲ့တုန်းကဟုတ်တယ်အဲ့တုန်းကဒီမှာဗာလဲဒီ29နဲ့ဆင်တူတဲ့ပုံစံတပုတ်အမှပဘူးလေအဲ့တော့မေ့နေပြီပေါ့နော်ဆိုတော့အဲ့ဒါပဘူးလေဆိုတော့ဒါလေးတစ်ချက်မှတ်တာပြတယ်နဲ့ဆန်နေပေါ့နော်အရင်တော့မဟုတ်ပါဘူး Okay anyway ထားပါတော့အခု तू ကဘာလို့ခိုင်းတာလဲဆိုရင် तू label ကတ်မယ်ဟော label ကတ်မှာလဲဆိုတော့အဲ့တန်ဖို့ तू က label ကတ်မယ်တော့ဒီရိုးရိုးလေးစဉ်းစားကြည့်တန်ဖို့ဆရာကမတို့တုံးနေကြ1 C no C 1 T no C ပူတယ်ဟုတ်ပြီနော်ဟော1 T no C ပူတွေကဒီလိုပုံစံမျိုးဟုတ်လားသူတန်ဖို့ဒီလိုပုံစံမျိုးရှိပြီဒါဆိုရင်အဲ့1 T no C ဆိုတဲ့တစ်စိတ်ကိုဆရာကဒီပတ်လေးမှာပဲကတ်အဲ့တော့ဒီပေါ်မှာကဒါဖွင့်တဲ့ဟာရှိတယ်လေအဲ့တော့သူ့ရဲ့ဒီ label လေးကဒီပတ်လေးမှာပဲကတ်အဲ့ပတ်လေးရဲ့မကတ်ထားရဲ့စာရွက်လေးကိုဆရာတို့ဖြန့်လိုက်မယ်ဆိုရင် तू က rectangle ပုံစံလေးဖြစ်နေမယ်ဟုတ်တယ်နော်ဒါလေးကတော့သိထားဟုတ်ပြီအဲ့တော့သူရှာခိုင်းတာလေအဲ့မှာကတ်မယ် paper ရဲ့ area ကိုပေးဒါဆိုရင်တော့အလျားရောအနံရောသိရတယ်အဲ့တော့ di ရဲ့အနံကိုကတ်မယ်ဆိုတော့ di ကိုအပြည့်ကတ်မှာဟုတ်တယ်မလားဒါဆိုရင်ခုနက di အမြင့်ကဘယ်လောက်လဲ6.7အဲ့တော့ဒီစာရဲ့အလျားအနံက6.7ဖြစ်သွားတယ်โอเคဟုတ်ပြီဒါဆိုရင်တော့နောက်တစ်ခုပါရှာတာအလျားကိုရှာတာဆိုတော့အလျားရှာနေတာအလျားနဲ့အနံနဲ့ကြောင်းရှာလိုက်ရပြီကိုဟုတ်ပြီအလျားရှာဖို့အတွက်ဆိုရင်အဲ့တော့ဒီအပေါ်ကိုဒီလိုပတ်လေးပတ်ပါမလားဆိုတော့အပေါ်ကနေကြည့်လိုက်ရင်သူ့ဟာလေးဒီလိုလေးဖြစ်သွားတယ်ဆောင်းဝိုင်းပုံစံလေးအဲ့ဒီကအလျာဒီဟာကိုဒီလိုပတ်လေးပတ်ထားဆိုတော့ဆောင်းဝိုင်းပုံစံပတ်ဆိုတော့ဆောင်းဝိုင်းပတ်လည်နာပါလေ c equal to 2 pi ဟုတ်တယ်နော်အဲ့2နေရာမှာ2 pi နေရာမှာ3.14အောင် r နေရာမှာဒီမှာ3.75ကိုထည့်လိုက်ရင်ဒါရဲ့ဖြေက23.55ရလိုက်ဟုတ်ပြီအဲ့တချို့ကဒီညမှာဒါကို23.55ဆိုပြီးလာထည့်တော့ဒီမှာထပ်ပြီးတစ်ပေါင်းပေးရမယ်ဘာလို့တစ်ပေါင်းပေးရမှာလဲဆိုရင် तू ကနည်းနည်းလေး तू က1 cm ပို့ရှိရဲဒီဟာတက်ဆိုင်ဘာလို့လဲဆို overlap ထပ်သွားမှာမဟုတ်ဘယ်လိုထပ်သွားမှာလဲဆိုရင်တော့ဒီနှစ်ခုဒီလိုပတ်တယ်ဆိုရင် connect ကတ်အောင်ဟုတ်တယ်အဲ့ connect ကတ်မယ်ဟာじゃဒီလိုမျိုးကတော့ဒီမှာဒီလိုပတ်တယ်ပတ်ပြီးတော့ဒီလိုနည်းနည်းလေး1 cm ပို့ပြီးဒီမှာ connect ကတ်လိုက်မယ်ဆိုတဲ့သဘောဒါကြောင့်ဒီလိုဆောင်းဝိုင်းရဲ့ပတ်လည်အနာပြင်ထပ်ပြီး1 cm ထပ်ပေါင်းပေးရမယ်ဆိုတဲ့သဘောဒါကြောင့်ဒါကိုတစ်နဲ့ပေါင်းလိုက်တော့24.55ရတယ်ဒါပဲအဲ့ကြမှာဆရာတို့ area ကိုလို့ချင်းအလျားနဲ့အနည်းနဲ့ကိုပြောက်ချလိုက်အဖြစ်ရပြီဟုတ်ပြီနော်ဒါလည်းမယ်နော်ဒီချိန်အဲ့ဒါအဖြစ်ရပြီခေတ္တဆိုရင်ဆရာတို့နောက်တစ်ခု28ကိုဒီနေ့ပေါ်နားလည်ပြီနော်အထောက်အထားနိုင်မဲ့ဒီဗီဒီယိုတွေကြည့်နေတဲ့အခါမှာကိုအရင်ဆုံးဆရာ YouTube ကိုမကြည့်ခင်အရင်ဆုံးကိုတွက်ကြည့်မရ pause လုပ်ပြီးတွက်ကြည့်ပြီးသွားပြီဆိုမှအဖြေရမှာဒါဆရာနဲ့ပြန်တိုက်ပြီးကိုစဉ်းစားခဲ့တဲ့နီလန်ကမှန်ရဲ့လားပေါ့နော်အဲ့လိုဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပဲ so anyway အခုဆရာတို့28ကိုသွားပါမယ် so 28ကကြတော့ဒီမှာဒီ 8YZ paper product ဆိုတဲ့ company တစ်ခုကသူတို့က package တင်တော့တယ် design လုပ်နေဒီအရုပ်တော့ပေါ့နော်ဆိုတော့အဲ့ဟာတွေအကုန်လုံးသူကဒီ overseas ကနေပြီးတော့ဒီ US ကိုပို့ပါအဲ့ package တွေရဲ့ site ကဒီလောက်သူ site ကိုအနာသုံးခုပေးထားတယ်ဟုတ်ပြီနော်ပြီးရင်ပုံမှန် standard cap box တစ်ခုကကျတော့ဒီလောက်
အလယ်ကနေအမြင်နေရှိပြီးတော့ဒီလောက်ကျုပ်ပြီးအချက်ရှိတယ်ဆိုတော့ box လို့ပြောတဲ့အတွက်ဒီ package တွေက box ပုံစံရှိပါဆိုတော့ box ပုံစံရှိမှာဆိုရင်ငါတို့ rectangular cosine formula ကိုတောင်းရဟုတ်ပြီနော်အဲ့ဒီဒီမှာပေးရတဲ့ဟာတွေကဘာလဲတော့ cubic inches ဆိုတော့ volume ရှာမယ်ဆိုတော့ဟုတ်ပြီဘေးက how many package လို့ပြောတယ်ဆိုတော့ဒီ one standard box ဆိုဒီ standard box တစ်ခုလုံးထဲမှာဒီလောက် cubic inches ထဲမှာဒီလောက်ဒီနားလေးရှိရ package တွေဘယ်နှခုစက်မလဲဆိုပြီးမေးတာအဲ့တော့ငါတို့ဒီ box တစ်ခုဒီ package တစ်ခုမှာဘယ်လောက်ဒီ volume ရှိရရှာပြီအဲ့တော့ volume formula ဖြစ်တဲ့ v ကိုဒီမှာတော့ a w h ကိုတော့ဆိုတော့ဒါ AWH ကကူလဲဆို6 12 3လဲထားလို့ရတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါထားရင်တော့6ရယ်7ရယ်3ရယ်ညောင်းအဲ့တော့216ရတယ်အဲ့တော့ဒီမှာဆရာတို့တောက်လျှောက်သင်ခဲ့တဲ့3ရက်20ကိုပြန်တွက်မယ်ဘယ်လိုလဲဆိုရင်တော့ဒီ package sorry 216 cubic inch ကိုကတော့1 package အဲ့တော့ဒီမှာဘယ်လောက် inch ရှိရလဲ13824 cubic inches ဆိုရင် package ဒီမှာ package ဘယ်နှခုစမ်းမလဲဆိုတော့ဆိုတော့ဒီကနေကတော့3ရက်20ရက်တွက်ချလိုက်ရဖြစ်64ရဆိုတော့ဒီလို box standard cut box เนาะဒီလို box တစ်ခုထဲမှာဒါမျိုး package လေးအားလုံးပေါင်းအခု64ခုစမ်းနေဆိုတဲ့ပေါ့ဒါပဲဒါ28ရဲ့အဖြစ်ဟုတ်ပြီနောက်တစ်ခုဆရာတို့29ကိုသွားမယ်ဆိုတော့ဒီမှာသွားရေးထားတယ်။ဘာရေးထားရလဲဆိုရင်29ကဟာပေါ့ဒီ28 question 28ကဟာပြင်ယူတော့ဆိုတော့ဒီနှစ်ဘောကလည်းတွဲမေးဆိုရင် Okay ဟုတ်ပြီ29ဘာလဲဆိုရင်သူကဒီ28မှာရှယ် package တစ်ခုချင်းစီပါနော်။ဒီနားလေးရော60တွဲ3ဒီ package တစ်ခုချင်းစီဟာတဲ့ polystyrene ဆိုတာငါတို့ဒီ parking ထုတ်ရင် plastic အုပ်ရတယ်။အဲ့ plastic အုပ်တယ်ဆိုတာဒီပတ်လေးကိုအုပ်တာဟုတ်ပြီနော်ဆိုတော့ plastic လောက် 1/16 အထူနဲ့အုပ်မယ်ဆိုရင်ဟုတ်ပြီနော်သူ့ရဲ့ volume ရှာရတယ်ဆိုတော့ anyway ကျွန်တော်ပြော volume ရှာမယ်ဆိုရင်သူ့ရဲ့ formula အမြဲကတော့ v = ph နဲ့တူတယ်ပြီးတော့မှဒီ base ရဲ့ area ကိုဒီပြောင်းလဲသွားတာဟုတ်တယ်မလားအဲ့တော့အမြင်ကတော့ဟုတ်ပါပြီသူ့အထူကဘယ်လောက်လဲ 1/16 ဆိုတော့ဒီည1/16 တန် okay အဲ့တော့ဒီ base area ဟောဘယ်လိုရှာမလဲပေါ့ဟုတ်ပြီနော်တော့ဒီမှာရှော့မှားတဲ့ကြာ base area ဆိုတော့ဟုတ်ပြီ package ကတက်တာပုံစံလေးရှိတယ်တက်တာရဲ့အောက်မှာကျတော့ base က rectangle ပုံစံလေးရှိမှာ rectangle area ရှာရပြီလားအလျားမြောက်နေဆိုအဲ့လိုမဟုတ်ဘာလို့လဲဆိုတော့အခု तू က plastic အောင်မယ် plastic ကဘယ်အောင်မှာလဲသူ့မျက်နှာပြင်အကုန်လုံးအောင်မှာဆိုတော့အဲ့ box တစ်ခုလုံးရဲ့ area ကိုရှာဆိုအဲ့ box တစ်ခုလုံးရဲ့မျက်နှာပြင်6ခုလုံးရဲ့ area ကိုရှာမယ်ဆိုရင်တော့ surface area တော့ဟုတ်တယ်နော်အဲ့ dp ဆိုတာဘာနဲ့တူပါမှာလဲ surface area နဲ့တူပါမယ်ဘာလို့လဲ surface area လဲ rectangular present surface area ဆိုတော့ formula ဖြစ်တဲ့ 2ab + 2bc + 2ac ဒီ formula ရင်းနဲ့ပတ်သက်ကြဆရာပြောထားပြီးသားเนาะ note ထဲမှာရေးထားပြီးသားเนาะ okay ဆိုတော့ဒီမှာဒါထည့်လိုက်ပြီဆိုမှ ABC ကတော့ဒါကိုကြိုက်လို့ထားဖို့ရှိရဟုတ်တယ်မလားတော့ထားတော့ဒါ A ဒါ B ဒါ C ဆိုရင်ဒီမှာအကုန်လုံးအစားစင်းအတွက်တော်ပြီးရလိုက်ဟောဒီမှာထည့်မယ်ပြီးရင်ဒီ1/16နဲ့ပြောက်ပေးလိုက်ရင်အဖြေထွက်ပြီဆိုရင်ဒါလေးပဲရမယ်နော်အဖြေကတော့ဒီရလိမ့်မယ်ကဲအဲ့ဒါဆရာကြော်လိုက်ပါမယ်နောက်တစ်ခုကနံပါတ်30နံပါတ်30မှာကျတော့ဒီမှာသူက regulation soccer ဘောဆိုဒီမှာ soccer အတွက် circumference ပလင်နာပေးထားတယ်နောက်တစ်ခု basketball အတွက်ပလင်နာပေးထားတယ်ဆိုပလင်နာပေးလိုက်ဆောက်ဘာလို့ရလဲဆိုရင် radius ရလို့ရဒါအမြင်မှတ်တာဟုတ်တယ်သူ formula ကွာ c = 2 pi r တော့ c တန်ဖိုးပေးထားတဲ့အတွက် pi တန်ဖိုးလည်းငါတို့သိထားပြီဆို r အမြင်ရှာလို့ရတယ်ဆိုတော့ဆိုရင်တော့ဒီ soccer အတွက်လည်း r ရမယ်နောက်တစ်ခု basketball အတွက်လည်း r ရမယ်ဆိုတော့အဲကြောင့်မှသူရှာဟိုင်းတာပါလေဒီနှစ်ခုရဲ့ difference ကိုမှပါလေ volume ကိုရှာဟိုင်းတယ်ဆို anyway နှစ်ခုစလုံးက soccer ရော basketball က sphere ထဲမှာပါတယ်အဲတော့က v = 4 pi 3 pi r ကျူနဲ့သုံးမယ်အရင်ဆုံး soccer အတွက်ဆိုရင် soccer ရဲ့ radius ကိုသုံးမယ်ပြီးရင် basketball အတွက် volume ဆိုရင် basketball radius ကိုသုံးမယ်ပြီးရင် difference လို့မေးရတဲ့အတွက်များရတဲ့ကနေနေတာကိုနှုတ်ပေးလိုက်ရင်အဖြစ်တက်ပြီဒီမှာတစ်ခုရှိရတယ်ဒီဟာအတွက်အဖြစ်အတိအကျမထွက်ဘူးသလားတနေ့တသမနေရတယ်နည်းလွဲနေတဲ့အတွက်အနည်းဆုံးဖြစ်တဲ့အဖြစ် B ကိုရွေးပေးလိုက်ရပြီ။နောက်ဒါမင်းတို့တွက်ချင်အဲ့လိုပဲမထွက်ဘူးအားကြောင့်။ကဲနောက်တစ်ခု31ဆိုတော့သူက rectangular field လို့ပေးထားတယ်ဆိုတော့ rectangular field က125 meter ဆိုတော့ rectangle ကိုပြောတာဟုတ်တယ်နော်။ဒါအလျားဒါအနံဆိုတော့ဒါကြုံပြောပြီးသားနော်ဒီလိုပြီးလို့ရဆိုတဲ့ကိစ္စ။ဟုတ်ပြီ။နောက်တစ်ခုကကျတော့အလျားကိုရှာရင်ကဲဘယ်သူရဲ့အလျားလဲ equilateral triangle ဆိုတာဘာလဲ။ဆရာဟိုးရှင်းမှာပြောခဲ့3နားနေ3ကန်နော်အဲ3နားနေ3ကန်တစ်ခုနဲ့တော့ပတ်လက်အနာတူခဲ့ဆိုတော့ထားပါတော့3နားနေ3ကန်တစ်ခုလက်ထားလိုက်မယ်ကဲ x x x
ပြီးဒါ rectangle ဆိုတော့ဒီမှာ125ရဲ့တရားရဲ့ rectangle ဖြစ်တဲ့အတွက်မျက်နှာချင်းဆိုင်အနားရဲ့တူမယ်ဆိုတော့ဒီမှာလဲ125ဒီမှာ100 okay အဲ့ကြမှာကျတော့ပတ်လက်အနားကြမယ်ဆိုတော့ဒီဟာအကုန်လုံးပေါင်းမှာအဲ့တော့125ရဲ့100ရဲ့125 100ဘာလို့ပတ်လက်အနားကိုရှာမှာလဲခုနပြောရဲဒီဟာရဲ့ပတ်လက်အနားဒီဟာရဲ့ပတ်လက်အနားတူတူပဲမလို့ဟုတ်ပြီနော်အဲ့တော့ဒီဟာအကုန်လုံးအရင်ပေါင်းပေးရမယ်ဆိုတော့အဲ့တော့အခုငါပေါင်းမှာ125ရဲ့125ရဲ့ဟာတရားနှစ်ခါရဲ့ပေါင်းလိုက်အကုန်လုံး450ရတယ်အဲ့450ကဘာနဲ့တွားညီမှာလဲဒီ equilateral triangle တစ်ခုရဲ့3နာပေါင်းခြင်းနဲ့ညီမှာဆိုတော့ဒီမှာတစ်ခု x ထားလိုက်ရင် 3x ဖြစ်သွားတယ်အဲကြောင့်ငါတို့ဒီကနေ x ကိုရှာလိုက်ဖြစ်ရပြီဒါပဲသူ့မိကုန်းကလည်းဒီ3 ကန်ရဲ့အနာတနာကိုပဲရှာခိုင်းတာโอเคအဲ့တော့အဖြေက a ဒါပဲဆိုတော့ဒါလေးလည်းမကတ်ပါဘူးခင်ဗျားတစ်ခု32ကကြတော့ကျွန်တော်ဒီတစ်ခုနဲ့တွဲပြီးမှဆိုအပေါ်ဟာရဲ့ area difference ကိုရှာခိုင်းတာအဲ့တော့ဒီဟာရဲ့ area ရှာတော့ဘာမှမခက်ဘူးအလျားမြောက်အောင်နေဆိုတော့ဒါ125နဲ့100နဲ့အောင်မြောက်လိုက်12500ရပြီကဲဒီဟာရဲ့ area ကိုရှာတဲ့ကိစ္စမှာခုနကငါတို့ဒါရဲ့150เนาะအဲ့ဒါဒါရဲ့150ပြောင်းလိုက်ပြီဆိုတော့ဒီမှာ150ဒီမှာလည်း150ဒီမှာလည်း150ဆိုတော့ဆရာတို့ဒီကနေပြီးတော့မင်းလေးရောက်ဆက်လိုက်ပြီတော့မှကြာပြီဘာလို့တော့မှကြာပြီရှာလဲ3 can area formula ပါလေ a equal to 1 by 2 ph ဆိုတော့ base က150ဆိုပြီး height ဆိုတာကဘယ်လိုဒီအပေါ်ကနေထိပ်ဆုံးမကနေပြီးတော့တောင်းမှန်ကြအောင်ဆွဲလိုက်တဲ့ဟာကိုဆရာတော်ကဒီ height လို့ခေါ်တာဟုတ်ပြီနော်အဲ့လိုမျိုးဆိုတော့အရှိမလေးပြောခဲ့တယ်ဒီမှာ2နားညီဖြစ်ပြီး3နားညီဖြစ်ပြီးအဓိကဒီဘိန်းနာနာကညီနေခဲ့မှာဆိုရင်ဒီကနေဆွဲလိုက်တဲ့မြင်းကအောက်ကဟာကိုထောက်ဝက်ပိုင်းဒါဆိုရင်ဒီနားလေးကဘယ်လိုဖြစ်သွားလဲ85ဒီနားလေးက85ဖြစ်သွားတယ်အဲ့တော့ဆရာတို့3ကန်အသေးလေးပြန်ထုတ်လိုက်ရင်ဒါမျိုးလေးဖြစ်သွားပြီဒါက150ဒါက85ဆိုတော့ဒီ height လေးကို Pythagoras သုံးပြီးရှာပြီးဒီမှာအစားသွင်းမယ် base ကကြတော့150အဲ့ရန်တွက်လိုက်ရင်3ကန် area ရတယ်အဲ့ကြမှာဒီ area နှစ်ခုတွေကများတဲ့နေရာကိုနှုတ်ပေးလိုက်အဖြေထွက်ပြီဆိုရယ်ရမယ်နော်ဒီမှာအဖြေက C ထွက်လိမ့်မယ် okay အဲ့တော့ဒီထိအားလုံးရကြမယ်လို့ထင်ပါတယ်အဲ့တော့ဆရာဆက်သွားပါမယ်နောက်တစ်ခုကနံပါတ်33ဆိုတော့နံပါတ်33မှာကြတော့သူ့မှာ square block ဆိုတော့မြေကွက်တစ်ခွက်ရှိတယ်နော်မြေကွက် square ပုံစံရှိပြီတနာကို660ရှိ okay အဲ့တော့ဒီဆိုလိုက်အဲ့တနာကို660နော်ဒီမှာလည်း660ဒီမှာ6အကုန်လုံး660ဟုတ်ပြီအရင်ကကြတော့တဲ့သူကဒီ square block ကိုသူဘယ်နှပိုင်းပိုင်းမှာဆို4ပိုင်းအညီမျှပိုင်းပြီဟုတ်ပြီနော်ဒီမှာခြံစည်းကိုထပ်ပြီ okay အဲ့တူပြရနေဆက်တူထပ်ပိုင်းကြည့်လိုက်ခုနက660ကိုပဲငါတို့က4ပိုင်းပိုင်းတို့တစ်ပိုင်း4ပိုင်းပိုင်းသွားပြီဒါဆိုရင်တော့တစ်ခုကို330ပဲရှိရမယ်ဟုတ်ပြီနော်အကုန်လုံး330 okay သူ့မှာ choice နှစ်ခုရှိပထမ choice ကကြတော့သူကဒီ channel တွေအဲ့လိုမျိုးမခတ်ဘူးဒီတိုင်းပဲပြန်ထားမယ်ဟုတ်လားဒီရတောင်ဆိုဖြတ်လိုက်မယ်ဒါပေမဲ့ထားပြီးတော့ use one long pipe bolt ဆိုတာဒီမှာမြင်ဆောင်ပြောရင်ထောက်ဆူးလိုမျိုးဟုတ်ပြီနော်ဟုတ်ပြီသူကဘယ်လိုလဲဆိုတော့ဒီ block ရဲ့အလေတက်တက်ရနေပြီးတော့ထောက်ဆူးလိုမျိုးထောက်ပြီးတော့ဗာလေစဝိုင်းအကြီးတစ်ခုဆွဲမယ်ဒီမှာထောက်ဆူးထောက်ပြီးတော့စဝိုင်းအကြီးတစ်ခုဆွဲမယ်ဆိုတော့ဒီမြေကွက်တွေတော့ဖြစ်ရမယ်နော်အဲ့မျိုး okay ဒါသူ့ရဲ့ပထမ choice ဒုတိယ choice နော်ဒုတိယ option ကကြတော့သူကခြံစည်းရိုးကိုမဖြတ်ဘူးဒီတိုင်းပဲထားမယ်ပြီးရင်သူက feed တစ်ခုစီဒီအကွက်တစ်ခုချင်းစီတိုင်းမှာ pipe ဖို့သေးသေးလေးထည့်ခုနလိုပဲထောက်ဆူးသေးသေးထည့်ပြီးတော့ cycle သေးသေးလေးဆွဲမယ်ဆိုတော့ဒီမှာ၄ခုရှိမယ်ပေါ့နော်ပြီးရင် A တစ်ခုရဲ့ A option တစ်ခုရဲ့ difference area ကိုမေးဒီဟာ area ကိုရှာမယ်ဆိုတော့ရှင်းပါတယ်ဟုတ်ဒါစဝိုင်းဆို pi r square ပေါ့ဒီဟာဆိုရင် r ဘယ်လောက်လဲ330ဒီမှာဆိုရင် pi r square ပေါ့330တော့ဆိုတစ်ချောင်းဒါပေမဲ့ဒီမှာတစ်ခုရှိတာဒါကကြောင့်၄ခုဆို၄နဲ့မြောက်ပြရပြီးအဲ့နှစ်ခုကိုညားရတဲ့နေရာတော့ပေးလိုက်ဦးဒါပေမဲ့ဒီမှာကြောင့်အဲ့နှစ်ခုလုံးအဖြေကကွက်တိတူတယ်ဒါကြောင့်တော့ no difference မရှိဘူးဆိုတော့နံပါတ်1ဒါပဲဟုတ်ပြီနော် okay ဒါဆိုရင်တော့33ထိတော့ရပြီတယ်နော်အဲ့တော့နောက်တစ်ခု34သွားပါမယ်
ဆိုတော့34လို့ပုံစံတွေကတကယ်တော့လွဲထဲမှာပါတယ်တကယ်ဆောင်မှာပါလာခဲ့ဘာလို့လဲဆိုတော့သူကစဉ်းစားစရာတိတ်မရှိဘူးဒီမှာတော့ပတ်လက်နာရှာခိုင်းတာဖြစ်ဖြစ် area ရှာခိုင်းတာဖြစ်ဖြစ်ဒီမှာတော့ volume ရှာခိုင်းဘူးเนาะဒါ figure ကြီးဆိုတော့ figure ပေးထိုင်တော့ပို့လွယ်တာများတယ်ဒီမှာတော့ဘာရှာခိုင်းလဲကြည့်မယ်ဆိုတော့ तू ကဒီ hall က square ပုံစံရှိရတယ်ပြောတယ်ဒါပေမဲ့ဒီမှာ square ပုံစံမရှိအဲ့တော့ငါတို့ square ပုံစံပေါက်လာအောင်ဒီလိုဆွဲချတယ်ဒါဆိုရင်ဒါ125ဒါလည်း125ရသွားဟုတ်တယ်နော်ပြီးသွားပြီဆိုရင် तू ကထပ်ပြီး semi circular ပုံစံဆောက်ဝိုင်းတစ်ဝက်ရှိရဲ့ okay ရှာရင်းတာပါလေ square feet area ကိုရှာဆိုတော့ area ရှာရင်းအတွက်တစ်ပိုင်းစီခွဲကြမယ်အရင်ဆုံးဒီ square area ကိုရှာမယ်ဆိုရင်125နဲ့125နဲ့ညှပ်မယ်နောက်တစ်ခုဒီ area ရှာမယ်ဆိုရင်pi r square ကိုတော့ဟုတ်တယ်မလားသို့ပေမဲ့ဒီမှာတစ်ဝက်ပဲဆို1/2နဲ့ထပ်မြောက်မယ်ပြီး r တော့ကကြောင့်ဒီမှာပါပေးတာလေ125ပေးထားတယ်အဲ့ဒါဘာကြီးလဲ diameter ကြီးငါတို့က radius ပြန်ပြောင်းပေးရမယ်ဆိုတဲ့သဘောဆိုအဲ့125အောင်ငါတို့2နဲ့စားပေးရမယ်အဲ့ r တန်ဖိုးက62.5ရတယ်โอเคအဲ့တော့ဒီမှာအစားသွင်းပြီးခုန square area နဲ့နှစ်ခုပေါင်းပေးလိုက်ရဖြစ်ရပြီဟုတ်ပြီနော်အဲ့တော့အသေးစိတ်တွေတော့မတွက်ပြတော့ဘူးနော်ဒီလောက်ကတော့အကုန်လုံးရလောက်ပြီလို့ထင်တယ်โอเคနောက်ဆုံး35 so 35နဲ့ပတ်သက်ပြီးကြတော့ဟောဒီမှာဒီ right triangle ရဲ့ hypotenuse ကဘယ်လောက်ရှိလဲသူကမေးโอเคပြီးဘာပေးထားလဲ area ပေးထားတယ်ဟော right triangle တခုဆွဲကြည့်လိုက်ကြည့်ဒီမှာ diamond 3သူ့ရဲ့ hypotenuse ဆိုတော့ဒီဟာကိုမေးဒီ C လေးကိုမေးဘာပေးရလဲဆိုတော့ဒီဟာရဲ့ area ပေးရတယ်ဆိုတော့ဒါရဲ့ area 3 area 1/2 pH ပေးသူတာဖတ်ထပ်ပေးလိုက်တယ်တနာက6တယ်ဆိုတော့ base ကို6ထားလိုက်ရတယ် height ကို6ထားလိုက်ရတယ်ဒါရုပ်ကြည့်ထားပါကျွန်တော်တို့like base ကို6ထားလိုက်မယ်ဆိုတော့ height ကိုမသိဘူးဆိုတော့ anyway တော့ a မသိလားသိ area ကို24ထည့်လိုက်မယ် equal to 1/2 in တော့ base နေရာမှာ6ထည့်လိုက်မယ်ဆိုရင်ဒီကနေငါ့ကိုပွားရှာလို့ရတယ် height ရှာလို့ရတယ်ရတဲ့ height ကိုဒီမှာထည့်ပြီးတော့ Pythagoras နည်းသုံးလိုက်ရင်အောင်လို့ရှင်ねဒီ hypotenuse ဓာတ်မကဏ္ဍကိုရှာပါပြီ okay ကဲအဲ့တော့36 37ကိုဆက်သွားပါမယ်ဒီမှာလည်းဒီ36 37ဟာနည်းနည်းဟိုဖြစ်တဲ့ထင်တယ်36ကတော့ရ37ကတော့ရရလို့မရရလို့ရှိနေတယ်နော်အဲ့တော့36ကဒီတိုင်းစားသွင်းရုံပဲ okay 36ကဘာမေးရလဲဆိုတော့ဒီမှာသူကဒီတော့ဘောလုံးတစ်ခုလုံးနေတကယ်ဘူပေါင်းဘူစီပေါင်းတစ်ခုလုံးနေမှာဘာပုံစံလဲဆိုတော့ medical capsule ပုံစံဆေးလုံးပုံစံသူလုံးနေတယ်ဒီဆိုဒီဆေးဝါးကုမ္ပဏီရဲ့သူတို့ festival အတွက်နော်ဆိုတော့ဒီဘောလုံးဒီဘူစီပေါင်းကတော့ဆလင်နာပုံစံရှိတယ်ဒီလောက်အရှိရှိပြီးတော့12 feet in diameter တွေ့ diameter ဒီလောက်ရှိပြီးတော့သူ့ရဲ့ဟိုဘက်ဒီဘက်အဆုံးနှစ်ဖက်မှာကျတော့ဗာလေ Hesby က subwine ဒီဆက်လုံးတစ်ဝက်စီပေါင်းတာဆိုရင်တော့ပုံမှန်ရဲ့ဆလင်နာဒါလေးပဲဟာဒီမှာငါတို့လွတ်တက်လိုက်ဒါလေးပဲအဲ့တော့မှသူကဒီဘက်မှာရော speed တက်တက်မယ်ဒီမှာလည်း speed တက်တက်မယ်ဆိုတော့နောက်ဆက်ဖို့သိမလောက်တယ်နည်းပိုကြည့်ကောင်းဆိုပေမဲ့ဒါကဆလင်နာဟုတ်ပြီနော်ဟောဒီမှာ speed တက်မယ်ဒါ speed နော်ဘယ်လိုမလားထားပါဒါ speed တက်မှလိုက်ပါနော်အဲ့တော့ဒီတစ်ခုလုံးကို for လုံးရှာမယ်ဆိုသူကပုံမှန်ဆလင်နာကိုအပေါ်ကနေ speed အုပ်လိုက်တယ်ဟုတ်တယ်နော်ဆိုတော့ slender ရဲ့ volume formula ကပါတယ် v equal to pi r square ဆိုတော့အဲ့ဒါကို v1 ထားလိုက်မယ်။ slender တည်တဲ့ volume ကိုရှာမယ်ဆိုရင်တော့ pi နေရာမှာ 3.14 ထည့်မယ် r တန်ဖိုးကကျတော့ဒီမှာ6ဖြစ်သွားပြီ။ diameter 12ကိုပြီး h ကကျတော့50ဆိုတော့ v1 ရပြီ။နောက်တစ်ခု v2 တော့ကကျတော့ဆို sphere တော့တွက်မယ်။ဒီမှာကျတော့ဒါလေးပဲတွက်ရသေးတယ်။နော်ဒါ slender ဒီဘက်က sphere တွက်အောင်ဆိုရင် sphere ရဲ့ volume formula ကကျတော့ 4/3 pi r2တဝက်ဆိုပေမဲ့သူဒီဘက်တဝက်ဟိုဘက်တဝက်ဆိုတခုလုံးအပြည့်ဖြစ်သွားတယ်ဒါဆိုရင်ငါတို့ v2 ကိုရှာမယ်အားလေးငါတို့သိပြီသားပြီးဒီ v1 နဲ့ v2 ကိုပြန်ပေါင်းပေးလိုက်ဒါဆိုရင်ငါတို့လိုချင်တဲ့ဟာကိုရပြီဒါလေးပဲသူက trade တူတော့မရှိပါဘူးလွယ်ပါတယ်နော်ဖေးရ a ရလိမ့်ဟာဆိုတော့30ခွန်ကဘာလို့ဆရာဟိုဖြစ်တယ်လို့ပြောလဲဆိုရင်သူက surface area ကိုရှာတယ်ဆိုဆရာပြောခဲ့တော့ဒီ cylinder ဖြစ်ခုံးဖြစ်သူ့ရဲ့ surface area ရှာမယ်ဆိုရင်ငါတို့ဒီမှာ base ပါတာမပါ cap area တော့မှာလားမတော့ဘူးလေစဉ်းစားဆိုတော့ဒီ cylinder မှာဆိုရင်
ပုံမှန်ဆိုစလင်နာကသူက base နှစ်ခုပါတယ်နော် survive နှစ်ခုဒါပေမဲ့ဒီမှာ h နှစ်ခုကမပါတော့ဘူးဘာလို့လဲ8 base တွေနေရာတွေမှာ speed ရဝင်သွားလို့ဒါဆိုရင်ဆရာတို့ကဒီဟာကိုတွက်ဆရာမလို့ဆိုတော့ survive ရဲ့ဒီအောက်ခြေ area နှစ်ခုတွက်ဆရာမလို့ဆိုတော့ငါတို့မှာဘာပဲကျန်တော့လဲဒါပဲကျန်တော့တယ်ဒါကြောင့်ငါတို့ကဒီ cafe area ကိုသုံးတာစလင်နာရဲ့ cafe area ကိုသုံးမယ်ဆိုတော့ထားတော့ a1 ထားလိုက်ရင်2 by rh ဟုတ်ပြီနော်ဆိုတော့ r သိရင် h အပေါ်မှာတည်ထားပြီးသားရှာလိုက်အောင်နောက်တစ်ခုကကျတော့ sphere ရဲ့ area ကိုရှာဆိုတော့သူ့ကတော့ a2 ထားလိုက်မယ် sphere area formula 4 by r square ဒီမှာဒီဘက်မှာတစ်ဝက်ဒီဘက်မှာတစ်ဝက်မှာတစ်ခုလုံးဆိုတော့ဘာမှထပ်မြောက်စရာမလိုတော့ဘူးဒါပဲဒါတော့ချလိုက်ပြီးရင်ထုံးစံတိုင်းဒီ a1 နဲ့ a2 ကိုပေါင်းပေးလိုက်အဖြစ်ရပြီဒါလေးပဲ okay နားလည်မယ်နော် okay ရစတာပါမယ်ဆိုတော့ဒီမှာ38ကကြတော့အပေါ်မှာတွက်ခဲ့တာ derivation အနေနဲ့နည်းနည်းဆင်နေဆိုတော့ sphere တစ်ခုရဲ့ volume နှစ်ဆတိုးလိုက်ရင် radius ကဘာဖြစ်မလဲမေးရဆိုတော့ anyway သူနှစ်ဆတိုးသုံးဆတိုးသူ့ formula ကတော့ v equal to 4/3 pi လာကြည့်အမှဒီ 4/3 pi ကအနည်းကိန်းတွေနဲ့ပါတယ်ဆိုတော့သူတို့ထည့်တွက်ဆရာမလို့တော့ဒါဆိုရင်ကတော့ v equal to r ကျဆိုတဲ့သဘောတက်ရောက်ပဲဆိုတော့ပုံမှန် r ကျ equal to v ဖြစ်နေတဲ့အချိန်မှာအခုဒီ v ကိုနှစ်ဆတိုးသွားမယ်ဆိုရင်ဒီ r ဘယ်လောက်တိုးမလဲသိချင်ရင်ငါတို့ထွက်လာတဲ့2ကိုကျုတင်လိုက်ရပြီဒါပဲအဲ့ဒါဒီမှာ1.26ဖြစ်သွားတယ်ဆိုတော့ကျွန်တော် v ကိုနှစ်နဲ့ညှောက်မယ်ဆိုရင်ငါတို့ဒီ r ကိုလည်း1.26နဲ့ညှောက်ပေးရမယ်ဆိုတော့ဘယ်လောက်တိုးလာမယ်ဆိုတော့ဟုတ်ပြီနော်အဲ့အဖြေက C ဒါပဲကဲနောက်တစ်ခု39မှာကျတော့ဒီမှာသူကဘာပြောထားလဲဆိုရင်ဆို zip line တစ်ခုဆိုရင်ဘယ်ရလဲဆိုတော့ from the top ထိတ်ကလေဘယ်လောက်အရှိလဲ85ပေ okay ဆိုတော့ point တစ်ခုဆွဲကြည့်လိုက်ကဲတရားဒီတရား85ပေတိုင်းဟုတ်ပြီနော် okay နောက်တစ်ခုကကျတော့သူကဒီထိတ်ကနေပြီးတော့နော်ဘယ်လိုဆွဲမှာလဲအမှတ်တစ်ခုစီရောဘယ်လောက်လဲဒီ250ဒီတိုင်နဲ့250ပေအဝေးမှာရှိအမှတ်တစ်ခုကိုသူကဆွဲချလိုက်ဒါ250ဆိုတော့ဟုတ်ပြီဆရာဘာလို့ဒီကနေမရှိပါလဲဆိုဒီအောက်မှာထပ်ရေးတာသူကပါလဲဆိုရင်ရေးခဲအတက်မှာ5 feet လောက်ဟာထားပေးအောင်မယ်ဆိုတော့ပုံဒီတိုင်ရဆိုတော့စဉ်းစားဒါရေးကန်ဆိုတဲ့သဘောပေါ့နော်ဒီအောက်မှာရေးထည့်အောင်မယ်ဒီမှာရေးပေါ့ဒီမှာရေးဆိုတဲ့သဘောဒါကြောင့်ဒီမှာ5 feet ကရေးထည့်ထားအောင်ပါဆိုတော့ဒီဟာ80 feet ပဲရှိရမှာဆိုတဲ့သဘောဟုတ်ပြီလားအဲကြမှာတော့လိုချင်တာပါတယ်ဆိုတော့ဒီကနေဒီဆိုတဲ့ဝိုင်ယာကျိုးကိုလိုချင်တာဆိုတော့ဒီဟာကို Pythagoras သုံးပြီးပေးလိုက်ရပြီဖေက262.47ထင်တယ်ဒီဝင်ရတော့ရလိမ့်မယ်နော် okay so this is 39နောက်တစ်ခု40ကကြတော့တရံတော့ရှည်ဒါပေမဲ့အရင်မကပ်ပါဘူးဆိုတော့ဒီမှာ primary ရဲ့ volume ရဲ့ခုံးရဲ့ formula v equal to 1/3 ph နဲ့ပဲတော့တွက်မယ် okay ဟုတ်ပြီဟောအဲ့တိုင်းတွက်ပြီးရင်ဒါ base က b ကြီးကပါလေ h ကပါလေသွားပြောတာနော်ငါတို့သိထားပြီးသားရှာခိုင်းတာခုံးရဲ့ height ကိုရှာခိုင်းတယ်ဒါပေမဲ့ခုံးကခုနပြော pyramid ရဲ့ volume တူတူပဲဒါတော့သိထားပြီးသားတူတူပဲဟုတ်ပြီအဲ့လိုဆိုရင် pyramid ရဲ့ volume အရင်ရှာတာဆိုတော့ pyramid ရဲ့ volume ရှာမယ်ဆိုရင် v equal to 1/3 ph okay 1/3ဒီတော့ဒီတစ်ခါမှာ pyramid ရဲ့သူ့ရဲ့ base ကဘာလဲဆိုတော့ square ရှိတယ်တနောက်6 square area 66လी36ဘီနေရာမှာ36တယ်ပြီးရင်ဒီ pyramid အမြင့်ကဘယ်လောက်လဲ20ဆိုတော့ h နေရာမှာ20ထည့်ဆိုတော့ဒီကနေပြီးတော့ဒီ pyramid ရဲ့ 4 လုံးကိုတွက်ထုတ်ပေးရမယ်ဟုတ်ပြီနော်ဆိုတော့အဲ့လိုတွက်ထုတ်လိုက်ရင်သူက240ရတယ် okay ဟုတ်ပြီအဲ့240ရပြီဆိုရင်ခုနပြောရင် pyramid ရဲ့ 4 လုံးကခုံးရဲ့ 4 လုံးနဲ့တူတူပဲဆိုတော့ဆရာခုံးရဲ့ 4 လုံးကို v equal to 1/3 ph ရွေးမယ်ဆိုတော့ v နေရာမှာ240ထည့်လိုက်တူတူပဲပေါ့ဟုတ်ပြီနော်ဒီ1/3ဆိုဒီ base area ဆိုတော့ခုံးရဲ့ base ကဘာပုံစံရှိရလဲ pyramid ပုံစံ sorry cycle ပုံစံရှိရဒါဆိုတော့ pi r square ကိုထည့်ရမယ်ဟုတ်တယ်နော်ဆိုတော့ pi ဟုတ်အားညောပါထည့်မှာလဲဆိုတော့အခုသူကဒါနဲ့ same ပုံစံကိုပြောတဲ့အတွက်သူ့ရဲ့diameter 6ဆိုတော့radius ဆို10နဲ့ဆိုင်တော့3ဖြစ်သွားပြီအားညမှာတော့3 square ထည့်လိုက်ပြီးရင် h မှာဆရာတို့ဒီ formula ကနေ h ကိုရှာပေးလိုက်ရပြီဒါလေးပဲโอเค20တော့တွက်ရတယ်ဒါပေမဲ့အဲ့လိုကြီးတော့မခက်တော့ပါဘူးเนาะကဲနောက်တစ်ခု41မှာကျတော့သူက hourglass တွေကိုသူကလောက်တယ် across ဆိုတဲ့သဘောကလေဒီမှာသူကအနံကိုပြောချင်တာเนาะ
တဲနိုင်ရမြင်မှုကြမယ်လို့ထင်ပါတယ်ဟုတ်ဘယ်လိုပုံစံရှိရလဲဆိုတော့ဒါမျိုးပုံစံလေးရှိရဒီခုံးတစ်ခုကိုဆက်ထားရပုံစံပေါ့နော်ဆိုတော့သူ့ရဲ့ hint မှာလေဒါခုံးတော့ ဘာလဲ streak ကနေမဟုတ်ဆိုတော့သူ့ရဲ့ hint မှာလေသူကခုံးတစ်ခုရဲ့ထိပ်တွေကိုဆက်ထားရပုံစံတူတူပဲအောက်ကဟာသိမလားခဏလေးဟုတ်ကဲနော်ဒါမျိုးဟုတ်ပြီဆိုတော့ဒီတစ်ခုလုံးကြီးကတဲတဲ့ခုံးကဘယ်လောက်လဲ12 inch မြင့်တယ် okay ဒါက12ပြီးသူ့ရဲ့အနံက3 inch ဆိုတော့ဒါ3 inch okay ပြီးရင်တဲနိုင်မှာဒီနှစ်ခုလုံးဖြည့်စရာလို့နော်ဒီတစ်ခုအပြည့်ဖြည့်လိုက်ရင်ဒီဟာကြီးတစ်ခုလုံးဒီကအောက်ကြကွာတနားရီစသဖြင့်အဲ့လိုသတ်မှတ်လာမလားဆိုတော့ဆရာတို့ကဘာကိုပဲရှာဒီခုံးတစ်ခုစာကိုပဲရှာဆိုတော့ခုံးတစ်ခုစာဆိုဘယ်လောက်ပဲရှိရမှာသူ့အမြင်က6ပဲရှိရမှာအဲ့တော့ဒီကနေဒီကတွဲကိုပြီးရင်သူကဘာထပ်ပြောထားသေးလဲဆိုတော့သူကတကယ်ငကိုတွေကဒီဟာအပေါ်ပိုင်းရဲ့တစ်ဝက်ကိုဖြည့်ရပြီလားတစ်ဝက်ကတော့ဖြည့်ရပြီဆိုတော့ဆရာတို့နောက်တစ်ဝက်စာကိုပဲရှာမှာဆိုတော့ anyway ဘယ်လိုဖြစ် formula တောင်းရမှာဆိုတော့ဒီခုံးရဲ့ formula v equal to 1 by 3 by r square h ပိုင်ရတော့သိပြီသား3.14 r ကျတော့ဒီမှာတစ်ခုကတိုင်းပြီသား3ဆိုတော့သူ့ရဲ့ radius က1.5ဖြစ်သွားပြီ h ကလည်းဒီမှာ6ပဲတော့မယ်တစ်ခုစာဟုတ်ဟုတ်တယ်နော်ဒါပေမဲ့ဒီဟာကြီးကဒီခုံးတစ်ခုလုံးစာဒီမှာတစ်ဝက်ဖြည့်ထားပြီးသားလို့ပြောရတဲ့အတွက်ဆရာတို့1/2နဲ့ထပ်မြောက်ပြရမယ်ဒါပဲဖြည့်ရ a ရလိမ့်ဟုတ်ပြီနော်ကဲနောက်တစ်ခု42ကလွယ်တယ်ဒါပေမဲ့တော့တွက်ရမှာများတယ်ဘာလို့လဲဆိုတော့စရတဲ့တော့ box လို့ပြောရတဲ့ဒါက rectangular prism အနားလေးသုံးနာပေးထားတယ် okay ABC ပဲထားပါတော့နောက်တစ်ခုကကျတော့ another box လို့ပြောတယ်သူတို့ rectangular prism ဆိုတော့သူကအနားသုံးနာပါမယ်ဒါပေမဲ့ဒီမှာနှစ်နားပဲပေးထားတယ်ပြီးဒီနှစ်ခုက same surface area လို့ပြောရဲဆိုရင်သူရှာ height နာပါလေဆိုတော့ဒီ box ရဲ့တတိယ dimension ရှာတယ်ဆိုတော့ထားပါတော့ဆရာတို့ပထမတစ်ခု A သေး B သေး C သေးဆိုင်ပထမတစ်ခုရဲ့ area ဘာဖြစ်မှာလဲ 2AB plus 2BC plus 2AC အဲ့တော့ A သေးရဲ့ B သေးရဲ့ C သေးရဲ့ကဲနောက်တစ်ခု another box နဲ့ဆိုတော့ same surface area ဆိုတော့သူ့မှာလည်း2 formula ဖြစ်တဲ့ 2AB နဲ့ပဲသွားမှာပဲဒါပေမဲ့ဆရာတို့ဒါကို AG BG ထားလိုက်ရင် 2AB ဟုတ်လားဘယ်လဲ 2BC plus 2AC ဖြစ်သွားအဲ့တော့ AG BG ကြည့်ဆိုဘာရှာလိုက်ရပြီလဲ CAG ကိုရှာပေးလိုက်ရပြီဆိုတော့တွက်စီရတော့များရတယ်အစားသွင်းတာမှာဒါပေမဲ့ဘယ်လိုတွက်ရမလဲဆိုတော့သိရပါတော့ခဏမောဆက်သုံးလိုက်အောင်မယ် okay မခတ်ဘူးเนาะကဲအဲ့တော့ဒါရဲ့အဖြေကတော့ C ဆိုတော့ဆရာဒီလိုမျိုးအသေးစိတ်တွေတော့မတွက်ပြတော့တွက်နီးပဲရှင်းပြသွားမှာဆိုတော့ကဲနောက်တစ်ခုက43ဆိုတော့အပေါ်မှာပြောခဲ့ရနော်43လို့ပုံစံမျိုးကပါရင်လွယ်လို့ပြောတယ်ဒီမှာကတော့ object morphic ကပဲဆိုတော့ကဲဒီမှာဗာမင်းရလဲကြည့်လိုက်မယ်ဆိုတော့သူကဗာမင်းရလဲဆိုရင်အောက်မှာ garden ပေးထားတယ်တဲ့အလယ်မှာ square ရှိရဆိုခုနလိုပြောတော့ square ကိုမမြင်အောင်မမြင်ရရင်မြင်အောင်လုပ်လိုက်သူဆိုလိုက်ဒါဆိုရင်ဒါ square ဖြစ်သွားတယ်ဒါ square နော်တစ်ခု90ဆိုတော့ဒါလည်း90ဒါလည်းကတော့90ပြီးရင်ပတ်လေးမှာကလည်း cycle တစ်ဝက်တွေဝိုင်းထားတယ်ချိုင်းတာပါလေ total area ဆိုတော့အရင်ဆုံးဒီ area area ကိုရှာချင်ရင်တော့90နဲ့90နဲ့ပြောင်းပြီးစဝိုင်းနေ area ကိုရှာမယ်ဆိုစဝိုင်း area formula ကကျတော့ pi r square ဒါပေမဲ့ဒီမှာစဝိုင်းချမ်း၄ခုဆိုတာစဝိုင်း2ခုနဲ့တူတူပဲဆိုတော့2နဲ့ထပ်ညှော်လိုက်မယ်အာတမ်ကတော့ဒါက diameter ပေးကြတဲ့ radius ဆိုတော့25ထည့်ပြီးတွက်လိုက်ရင်ရန်နေ8ထည့်ရတယ်အဲ့တော့ဒီစဝိုင်းနေ area ရဲ့ဒီ square area ဆိုတော့အဲ့နှစ်ခုကတော့ total ပေါင်းပြီးလိုက်ရင်အဖြေရပြီဆိုတဲ့သဘောဟုတ်ပြီနော်နားလည်မယ်နော်အဲ့တော့43ရဲ့အဖြေကတော့ဒီကဲနောက်တစ်ခု44ရတယ်ဆိုတော့43ဟောပဲကြည့်ပြီးတော့ဘာရှာခိုင်းတာလဲ parameter ကိုရှာခိုင်းတာဆိုတော့တွဲပတ်ပတ်လေးကိုကြည့်လိုက်ဒါဘာကြီးပဲလဲစဝိုင်းပုံစံကြီးပဲအဲ့တော့စဝိုင်းရဲ့ parameter ဖြစ်တဲ့ c equal to 2 pi r ကိုတက်မယ်ဒါစဝိုင်းတစ်ခုစာဒါပေမဲ့ဒီမှာစဝိုင်းချမ်း၄ခုဆိုခုနလိုပဲစဝိုင်း2ခုစာရင်တူပဲမလို့နှစ်နဲ့ထပ်မြောက်ပေးရအာတမ်ကတော့ခုနသိထားပြီးသားเนาะ25ဆိုတာတော့ဒီကနေတွက်ပေးလိုက်အဖြေကဒီရပြီဒါလေးပဲโอเคနောက်တစ်ခု45ကကြတော့ဒီမှာသူကဗာလဲကုဘတုံရဲ့အနားကိုရှာခိုင်းကုဘတုံရဲ့ volume ပေးထားတယ်ဆိုတော့ကုဘတုံ formula ကတော့တကယ်တော့ rectangular Wilson formula နဲ့တူတူပဲသူကအနားရဲ့အကုန်လုံးတူသွားလို့ဆို anyway ဆရာကုဘတုံရဲ့ formula ကိုဒီမှာပေးထားပေးရပေါ့နော်ဗာလဲဆိုတော့ v equal to a cube နောက်တော့ v equal to a cube သုံးလိုက်မယ်ဆိုရင် v ညမှာဒီဟာထည့်ပြီး a cube ကနေ a ကိုရှာပေးလိုက်အဖြေထွက်ပြီဒါပဲဒါမှမဟုတ်လေတစ်လေးလေးကို3ခေါက်ပြောလိုက်ရင်ဒါရတာနော်ကဲနောက်တစ်ခု46ကိုတော့ပါမယ်
ကဲဆိုတော့046မှာကြတော့သူ present တစ်ခုอ่ะတဲ့သူ့ရဲ့ home ဘက်ဒီဘက်အစုံတွေက right triangle နဲ့စုံထားတယ်ပြီး right triangle ဆိုတော့ right triangle ကိုရင်းကြည့်ပြီဟုတ်ပြီသူ့ရဲ့တနားက9တဲ့ okay ထားပါတော့ဒါ9ထားလိုက်နော်နောက်တနားကပါလေ11.4အဲ့ဒါပါတော့ hypotenuse အဲ့ဒါ11.4ဆိုတော့ဆရာတို့ဒါတော့မသိဟုတ်ပြီနော်တော့မသိပြီးဒီ present ရဲ့ volume ကဟလာဆိုတော့အကုန်လုံးရဲ့ volume ကိုဘယ်လိုရှာမှာလဲ v equal to ph နဲ့ရှာအဲ့တော့ခု v နေရာမှာတော့9.9ထည့်လိုက်မယ်ပြီးရှာဟိုင်းတာ present ရဲ့ height ကိုရှာဟိုင်းတာဆိုတော့ OT base ဆိုတော့ present ရဲ့ base ကဘာဖြစ်မှာလဲ right triangle သူ့အစွန်းတစ်ဖက်က down 3ဟိုဆိုတော့ down 3ရဲ့ area ကိုရှာမှာဆိုတော့1/2 ph ကိုတောင်းရမယ်ဒီမှာဆိုတော့1/2 ph ကိုတောင်းရမယ်နော်ဒီမှာဒီ base area ကိုရှာမယ်နော်ဒါ base area ဆိုရင်တော့ base height ကိုသိလားမသိဘူးဒါပေမဲ့ hypotenuse သိရတဲ့အတွက် Pythagoras 3ပြီးဒီမှာစားသွင်းလိုက် base area ရမယ်အဲ့ဒါကိုဒီမှာပြန်စားသွင်းပြီးဒီကနေဆရာတို့အမြင့်ကိုရှာပေးလိုက်ရင်ဒါလေးပဲ okay ကဲပြပါတော့မယ်ဆိုတော့47 the body ကတော့တူတူပဲ for လုံးပဲရှာခိုင်းတာမဟုတ်ဘူးအဲ့တော့ v equal to ph ကတော့တော့ကဲသူကဒီက box ကဘာပုံစံရှိရလဲဆိုတော့ printer ပုံစံရှိရဲ့ဆိုတော့အစကတော့ box ဆိုတော့ဟော rectangular prism ပေါ့ဒါပေမဲ့သူက rectangular prism မဟုတ်ဘူးဟုတ်လေအကုန်လုံးအနားရအကုန်လုံးမပြောမယ်မြင်နေစတဲ့အနားရအကုန်လုံးတူမနေဆိုရင်တော့ဟိုဒီဟာနဲ့မြင်စဲမှာရှိရဒီနားကတူပြီမဲ့ဒီဟာမြင်နေစဲမှာရှိရအနားဒီနားကမတူတော့ဟောဒီနှစ်ခုလည်းတူရင်တူမှာဒီအောက်ကဟာရတူမှာဒီဟာရဲ့မြင်စဲမှာရှိရအနားနဲ့ဘက်ကဟာနဲ့မတူအဓိကသူက box ဒီ rectangular prism ဆိုတာအနား sorry မြင်နေစဲဟာရအကုန်လုံးတူရတယ်ဒီမှာမတူဟုတ်ပြီနော်ဆိုတော့ဆရာ 8 formula သုံးလို့မရဘူး okay anyway volume ရှာမှာဖြစ်တဲ့အတွက်ငါတို့က base area ကိုရှာဆိုတော့ဒီမှာ base area သူ့ရဲ့ဟာနှစ်ခုယူမှာဆိုတော့ဒီ trapezium ရဲ့ area ကိုယူပြီဆိုတော့ trapezium area ဘယ်လိုရှာရလဲပြောထားပြီးသားနော်ဒီ note ထဲမှာလည်းရေးထားပြီး okay ထားပါအဲ့ဒါရှာမှာဆိုရင်သူ့ရဲ့ formula ကိုငါတို့ထားပါ base area ကို1/2 into b1 plus b2 into h နဲ့ရှာဟုတ်ပြီအဲ့တော့ဒီ trapezium ပုံစံကိုကြည့်မယ်ဆိုရင်သူကဘာပြောထားလဲဆိုတော့ trapezium ကတဲ့ base က7ဆိုတော့ဒီမှာ7ပြီးရင်သူ့ရဲ့နောက် base တစ်ခုက7/1/2ပြီးတော့သူ့ရဲ့အမြင့်ကိုကြည့်ဘယ်လိုလဲ3/1/2အဲ့တော့ဒီ b1 နေရာမှာ7ထည့်မယ် b2 နေရာမှာ7/1/2ထည့်မယ် h နေရာမှာ3/1/2ထည့်တွက်လိုက်ရင်ဒီကနေကတော့ base area ရပြီအဲ့ဆို h base area ကိုဒီမှာလာထားလိုက်ဟုတ်ပြီနော်ပြီးအမြင့်ဒီ printer တစ်ခုရဲ့အမြင့်ကကြတော့ဘယ်လောက်လဲ7အဲ့ဒါက7ဟုတ်ပြီနော်အဲ့တော့ဒီ h နေရာမှာ7ထည့်လိုက်ဒါပဲအဲ့တော့ဒီနှစ်ခုကိုတန်းရောချလိုက်ရင်အဖြေတည်ရပြီ okay အဲ့တော့တော်တော်များရှာတတ်လောက်ပြီလို့ထင်တယ်ပေါ့နော်ကဲနောက်တစ်ခု48 49ကကြတော့ဆရာတို့ဒီမှာနောက်တစ်ခုထပ်မှတ်လိုက်ပါအောင်3နားညီ3ကန်တစ်ခုရဲ့ formula ကိုဆရာတို့ထည့်သုံးပြီးတော့လေ a equal to √3/4s square so anyway formula တွေအကုန်လုံးကတော့ဒီ formula ရှိတယ်မှာပေးထားမှာဆိုတော့မှတ်စရာတော့မလိုဘူးပေါ့နော်သိထားရအောင်ဆိုတော့48ကရှာဟိုင်းတာ3နားညီ3ကန်တစ်ခုရဲ့ area ကိုရှာဟိုင်းနဲ့အနားကလေ15လို့ပေးထားတဲ့အတွက်ဒီ s နေရာမှာ15ကိုအစားသွင်းပြီးတွက်ပေးလိုက်ဒါပဲနံပါတ်49ကကျတော့48ကပြောင်းပြီသူကကျတော့ဘာပေးထားလဲဆို area ပေးထားတယ်ဆို a နေရာမှာ86.6ထည့်ပြီး s ကိုပြန်ရှာပေးရမယ်ဆိုတော့ဒါပဲဟောဒါရတိုင်းပဲအစားသွင်းလိုက်ရမှာလို့ပြောတော့နော်ကဲနောက်တစ်ခု50ဆို50ကိုဆရာဘယ်လိုတွက်မလဲဆိုရင်50ကလည်းနည်းနည်းလေးခက်တယ်ဘယ်လိုတွက်မှလဲဆိုရင်သူက space station တစ်ခုတဲ့ design ဆွဲထားတယ်ဘယ်လို design လဲဆိုတော့သူက station ရဲ့ပုံစံ cross section ဆိုဒီအနည်းပုံစံဗာလဲ rectangular hexagon ဆိုတာဗာလဲ6နာရီ stroke ဆရာအပေါ်မှာသင်ခဲ့ပြီးသားနော်အဲ့ဟုတ်ပြီနော် hexagon လေးကိုဆွဲလိုက်ပြီဟိုနေတိတ်မလောက်ခဏလေး okay hexagon ကိုဆွဲပါမယ်အဲ့တော့ဒါက hexagon 6နားနေ stroke ကန်လို့ပြောရင်နော်တနားကို360ရှိဆိုတော့ဒါအကုန်လုံးက60ဆိုတော့ပြီးရင်ဆရာအပေါ်မှာပြောခဲ့ရပါနော်ဒီ stroke ကန်လေးအလဲကနေပြီးတော့ဒီထိပ်ဆုံးလေးကိုသွားပြီးတော့ဆက်ဆွဲလိုက်မယ်ဒီ button လေးကိုဆက်ဆွဲလိုက်မယ်ဆိုရင်ဒီမှာငါတို့3နားနေ3ကန်လေးပေါ်လာမယ်လို့ပြောဘူးဟုတ်တယ်နော်ဒါ30 60ဆိုတော့အကုန်လုံးက60ပဲဆို
okay ပြီးတော့သူကဒါကြီးက object station တစ်ခုလုံးကြီးကပေ900ရှိတယ်ဆိုရင် station ကလိုယူသွားမှာဒီဟာတစ်ခုလုံးကြီးကဘယ်လိုလဲ900ရှာခိုင်းတာထုံးစံတိုင်း vol လုံးဆိုတော့ v equal to ph ကတော့မဖြစ်မနေသုံးရတော့မှာပဲအဲ့တော့ base area ရှာတာတော့ဟုတ်ပြီ height ကကျတော့ဒီတစ်ခုလုံးအမြင့်ဆိုတော့အရှည်ဆိုတော့900ဆိုတော့သူ့ရဲ့ base area hexagon area ဆိုတော့ hexagon area formula ကတော့မသိဒါပေမဲ့ခုနဗာသိခဲ့ဆိုတော့3နားနေသူကန်ရဲ့ area ကိုသိခဲ့တယ်တော့ဒီမှာ3နားနေသူကန်6ခုရှိတဲ့အတွက်6နဲ့မြောက်လိုက်ရတယ်ဆိုတော့ဒီဟာရဲ့ base area လို့ချင်းဆရာတို့3နားနေသူကန် formula ဖြစ်တဲ့ root 3 by 4 s square 3ဆိုတော့ s ကအနားကိုပြောဖြစ်တယ်ဒီမှာအနားဘယ်လိုလဲ60အဲ60 square ဟုတ်ပြီနော်ပြီးတော့မှဓာတ်သွေးကန်တစ်ခုစာပဲရှိတယ်6ခုစာဆို6နဲ့ထပ်မြောက်အဲဒီကနေရလာတဲ့ base area ကိုဆိုတော့ဒီမှာအစားသွင်းမဲ့ပြီးရင်ဒီ9နဲ့မြောက်ချလိုက်ရပြီโอเคအဖြေကတော့လုံးဝအရှိကြီးပဲဟုတ်ပြီနော်အဖြေကဘယ်လောက်ပါလဲ46ခုလေးဆိုတော့ဒီဟုတ်တယ်ဆိုတော့46ခု6လေးရနော်ဆိုတော့4.6 million လောက်ရှိတော့ဒါပဲโอเคဆိုတော့ဒီမှာတော့ဆရာတို့ McGraw-Hill နဲ့ပတ်သက်ပြီးဆရာအစအဆုံးပြီးသွားပြီပေါ့နော်တော့ဒါကိုဒီဟာဗီဒီယိုအစဆုံးကြည့်ပြီးသွားရင်တော့အကုန်လုံးလေးလာတာအဆင်ပြေမယ်တော့ထင်ပါတယ်ဆရာနောက်ပိုင်းဒီ full explain တွေပဲရိုက်ဖြစ်နေရပေါ့နော်ဒီပါလဲ quick revision တွေမရိုက်ဖြစ်ရသေးဘူးဆိုတော့အဲ့ဒါလေးရိုက်ပြီးထားပါမယ်ဆိုတော့ anyway လောဆယ်မှာတော့အစဆုံးတစ်ခေါက်တော့လေးလာလို့ရပြီတော့ထင်ပါတယ်နော်အဲ့တော့နောက်ပိုင်းကြံနေတဲ့ဒီ revision အပိုင်းကြီးရိုက်ပေးမယ်အဲ့ဒါပြီးရင်တခြားစာအုပ်တွေဖြစ်တဲ့ Kaplan တို့ President တို့ဒီ1001 dummies တို့အမှရှိရဲ့နည်းနည်းထူးခြားတဲ့ပုံစံတွေကိုဆရာတည်တံ့လုပ်ပေးမယ်ဥပမာ chapter 1 to 5အတွက်ဘယ်ပုံစံတွေထူးခြားလဲဆိုရင်အဲ့အတွက် video တစ်ခုစသဖြင့်ပေါ့အဲ့လိုမျိုးလေ့ကျင့်တဲ့ဟာလေးကိုဆရာအဲ့လိုမျိုး video တစ်ခုတော့ဆက်လုပ်ပေးသွားမယ်ဖြစ်ဖြစ်ချင်းပေါ့နော်လောလောဆယ်ကတော့ဒီမှာအစဆုံးသင်ပြီးသွားပြီဖြစ်တဲ့အတွက်အကုန်လုံးအစဆုံးလေးလာပြီးဒါကိုကြည့်ပြီးသွားဖြည့်လို့ရမယ်လို့တော့မျှော်လင့်ပါတယ်โอเคကဲဒါဆိုရင်အားလုံးနောက်ထပ်ဗီဒီယိုတွေအတွက်ဆရာရဲ့ channel ကို like and subscribe လုပ်ဖို့တော့မမေ့ပါနဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye bye